နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာရှေ့နေအဖွဲ့နဲ့အခုသတင်းပတ်ကုန်မှာတွေ့ဆုံခွင့်ရမယ်လို့ရိုက်တာသတင်းဌာနကဖော်ပြပါဗျ။အာဏာသိမ်းစစ်တပ်ရဲ့9နှစ်ကျော်မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံခဲ့ရတဲ့နိုင်ငံခေါင်းဆောင်ကိုသတ်မှတ်ထားတဲ့နေအစီပြောင်းရွှေ့မယ်လို့စစ်တပ်ကဧပြီလ30ရက်မနေ့ကကြေညာခဲ့ပြီးအခုတော့ရှေ့နေတွေနဲ့ဒေါအောင်ဆန်းစုကြည်တွေ့ခွင့်ရမယ့်အကြောင်းရှေ့နေဖွဲ့ဝင်တအုပ်ကရိုက်တာသတင်းဌာနကိုပြောပါဗျ။လောလောဆယ်တော့ဒေါအောင်ဆန်းစုကြည်ဟာနေပြည်တော်မှာပဲရှိနေသေးတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာ2021ခုနှစ်ဖေဖော်ဝါရီလဆရာနာသိမ်းမှုပြီးကတည်းကစစ်တပ်ရဲ့မတရားဖမ်းဆီးမှုဆွဲချက်အမျိုးမျိုးနဲ့နှစ်ရှည်ထောင်ဒဏ်ချမှုတွေကိုခံနေခဲ့ရတာပါ။အသက်80ကျော်အရွယ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးယိုယွင်းလာကြောင်းသတင်းတွေထွက်ပေါ်ခဲ့သလိုသူ့ကိုဘယ်နေရာမှာဖမ်းဆီးထားမှန်းတော့တိတိကျကျမသိရတဲ့အခြေအနေကြောင့်ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိသေးရဲ့လားဆိုတဲ့စိုးရိမ်မှုတွေလည်းမြင့်တက်လာပါတယ်။အဲဒီနောက်ဒေါအောင်ဆန်းစုကြည်အသက်ရှင်နေသေးကြောင်းသက်သေပြဖို့တောင်းဆိုလှုပ်ရှားမှုတွေလည်းရှိလာပါပြီ။နေအခြေချုပ်ပြောင်းရွှေ့မှုသတင်းကိုဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကလည်းအတည်ပြုထားပါတယ်။ဧပြီလ30ရက်မှာအဲ့ဒီသတင်းကိုစစ်တပ်ဩဇာခံမီဒီယာတွေကကြေညာခဲ့ပြီးနေ့တော်များများအတွင်းဒေါအောင်ဆန်းစုကြည်ရဲ့ပထမဆုံးဓာတ်ပုံကိုထုတ်ပြန်ပြသခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကမေလ3ရက်နေ့တွေ့ဆုံမှုမှာဒေါအောင်ဆန်းစုကြည်ရဲ့သဘောထားတွေကိုမေးမြန်းဆွေးနွေးသွားမှာဖြစ်ပြီးလိုအပ်မဲ့ပစ္စည်းတချို့ကိုလည်းယူဆောင်သွားမယ်လို့သိရပါတယ်။အပြောင်းအလဲတချို့တော့ရှိလာခဲ့ကြောင်းလာမယ့်တွေ့ဆုံမှုဟာပုံမှန်ထောင်ဝင်စာသွားတွေ့တဲ့အခြေအနေမျိုးမဟုတ်ဘဲဒေါအောင်ဆန်းစုကြည်နဲ့ရှေ့နေအဖွဲ့ကြားဆွေးနွေးမဲ့ကိစ္စတွေလည်းရှိလာမှာဖြစ်ကြောင်းသတင်းရင်းမြစ်ကရိုက်တာသတင်းဌာနကိုပြောပါတယ်။အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်ဟာဒေါအောင်ဆန်းစုကြည်ကိုလုံခြုံရေးတင်းကျပ်ထားတဲ့တရက်ခွင်တွေမှာစစ်ဆေးခဲ့ပြီးမတရားဆွဲချက်တွေနဲ့အမှုဖွင့်ခဲ့တာပါ။အဲဒီနောက်အဂတိမှုရွေးကောက်ပွဲမတမာမှုစတဲ့ပုံမှားတွေတက်ပြီးထောင်ဒဏ်33နှစ်ချမှတ်ခဲ့ပါတယ်။အဲ့ဒီပြည်ထံကိုကနဦးအဖြစ်28နှစ်အထိလျှော့ချခဲ့ပြီးလက်ကျန်ပြည်ထံကိုလည်း6ပုံတပုံထပ်ပြီးလျှော့ပေါ်မယ်လို့မြန်မာနှစ်စန်း1ရက်နေ့မှာစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဖမ်းဆီးချုပ်နှောင်ထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစစ်တပ်ကပြန်လွှတ်ပေးခဲ့ပါတယ်။အာဏာသိမ်းခေါင်းဆောင်အဖြစ်ကနေစစ်ယူနီဖောင်းချွတ်ပြီးသမ္မတရာထူးရယူထားတဲ့မင်းအောင်လှိုင်ဟာဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိပြန်လွှတ်ပေးဖို့နိုင်ငံတကာရဲ့ဖိအားပေးမှုတွေနဲ့ကြုံတွေ့နေရပါတယ်ရှင်။